တနင်္ဂနွေသားနဲ့တနင်္ဂနွေသမီးပေါင်းဖက်ထားတဲ့အိမ်နောက်ဘက်တွေအတွက်ပြောပြပေးသွားမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေရဲ့ဇယိုက်လက္ခဏာမှာဂျိုးအားလုံးရဲ့မင်းဖြစ်သောနေဤစွမ်းအင်ကိုရရှိထားတာမို့ရဲရင်ချင်းခေါင်းစာနိုင်ခြင်းရည်မှန်းချက်ကြီးခြင်းစိန်ခေါ်မှုများကိုရင်ဆိုင်ရင်းခြင်းတို့ရှိတတ်ပါတယ်။တနင်္ဂနွေပေါင်းဖက်လိုက်ပြီးဆိုရင်စွမ်းအင်ပြေဝပြီးတော့ကိစ္စအတော်များများကိုအတူတကွလက်တွဲဆောင်ရွက်ပါကအောင်မြင်မှုကြီးကြီးမားမားရရှိနိုင်တဲ့ဇုံတွေဖြစ်ပါတယ်။အများအကျိုးကိုဆောင်ရွက်ခြင်းခေါင်းဆောင်မှုယူခြင်းတို့တွင်ထင်ရှားနိုင်ပါတယ်။စိုးကျိုးကိုပြောပြမယ်နော်။နှစ်ဦးစလုံးကခေါင်းဆောင်မှုဗီဇရှိတာကြောင့်အိမ်တွင်းကိစ္စများအပြင်ကိစ္စများမှာဦးစီးဦးဆောင်လှုပ်လို့တဲ့ဆန္ဒတွေပြိုင်ဆိုင်နေတတ်ပြီးတော့အချင်းများနိုင်ပါတယ်။မာနတက်တွေများပါတယ်။အမားတစ်ခုခုဖြစ်ရင်တစ်ဖက်သားကိုအလင်းအမြန်ခွင့်မလွတ်နိုင်ပဲအညှိုးတီးထားမိတဲ့ကြီးကြောင့်အိမ်အောင်ရေးတွင်စကားများရန်ဖြစ်မှုများမကြာခဏပေါ်ပေါက်နိုင်ပါတယ်။စိတ်မြန်လက်မြန်ရှိတာဒေါသထွက်လဲတာတွေကလည်းအတူတူဖြစ်တာကြောင့်ပြဿနာဖြစ်လျင်အရှိန်ပြင်းစွာပေါက်ကွဲနိုင်တာမို့အထူးဂရုပြုပါ။ဆောင်ရန်ရှောင်ရန်များတယောက်ကိုတယောက်လေးစားပါတစ်ဖက်သားဤလှုပ်ဆောင်နိုင်စွမ်းကိုအတိအမှတ်ပြုပါခင်မိုးသွမဟုတ်ဇနီးဤအမြင်ကိုနားထောင်ပေးပြီးမိမိစိတ်ကူးကိုအတင်းကျပ်မလှုပ်ဆောင်ပဲတလဲစီအလျှော့တင်းပြုလို့၍တည်ခံပေးပါမှန်ချပါတူးတဲ့ဆုံးဖြတ်ခြင်းကြံတူဤအကြံဉာဏ်ကိုလက်မခံခြင်းတို့ကိုရှောင်ကျဉ်ရပါမယ်စိတ်တူဒေါသဖြစ်လာပါကချက်ချင်းမပြောဆိုပဲခဏတာထိန်ချုပ်ပြီးမှပြဿနာကိုဖြေရှင်းပါမိမိတို့ဤခေါင်းဆောင်နိုင်တဲ့စွမ်းအားနဲ့စေတနာကိုအသုံးချပြီးတော့ပရာဟိတလုပ်ငန်းလူမှုရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်ပေးပါကအိမ်တော်ရေးကံကိုမြင့်တက်စေပါတယ်။ဖယားအားစီမီပူဇော်ခြင်းကိုအတူတကွမကြာခဏပြုလုပ်ပေးပါ